OK ဒီနေ့ကျွန်တော်တို့ခံစားဖူးတဲ့လူတွေတော့နားလည်မှာပါเนาะအဲ့ဒါဘာလဲဆိုရင်တော့Facebook မှာပေါ့เนาะကျွန်တော်တို့monetization ရှောက်ပြီးမှကျွန်တော်တို့ပတ်စံရှာတဲ့ line ပေါ့เนาะ post တွေတင်တယ်ပြီးရင်တချို့ဆိုရင်သူများစီကလည်းယူပြီးမှ edit လုပ်ပြီးမှတင်တယ်ပေါ့เนาะဒါပေမဲ့ဘာမှမဟုတ်တဲ့ကိစ္စလေးနဲ့ပေါ့เนาะအဲ့လိုမျိုး monetization ထိသွားတာပေါ့အဲ့ဒါတစ်ခေါက်လည်းမဟုတ်နှစ်ခေါက်လောက်အဲ့လိုကြုံရတယ်ပေါ့ဒါပေမဲ့ဒီဒုတိယတစ်ခေါက်မှာကျတော့မပြောပါတော့ဘူးနော်အဲ့လိုထိသွားတာဖြည့်ရှင်းလည်းမရဘူးသူများဒီ report လုပ်တဲ့ဟာပေါ့နော်အဲ့ဒီဟာလည်းလုပ်တယ်မရဘူးကြီးမားမားလည်းမဟုတ်ဘူးနော်အဲ့ဒီ monetization ထိသွားတာဒုတိယတစ်ခေါက်အဲ့ဒါနဲ့ကျွန်တော်လည်းအပြေရှာမရဖြစ်လို့ကောင်းစားနေတဲ့ချိန်တပတ်ကြော်လာပြီတပတ်ကြော်လာတော့ဒါရက်ဖြည့်ရှင်းလိုက်တဲ့ချိန်မှာဒီနေ့ကဖွင့်ပေးလာပါတယ်ပေါ့နော်အဲ့ကနဲ့စာရေးပေးတာလဲနော်ဒီကကျွန်တော်တို့စိတ်ချမ်းသာအောင်ရေးပေးတယ်ပေါ့နော်တကယ်မင်းရဲ့အကောင့်ကိုကျွန်တော်တို့ review လုပ်တဲ့ချိန်မှာတဲ့သူတို့ရဲ့စီမီစီကန်းနဲ့ညီအကြောင်းကိုတွေ့ခဲ့တယ်ပေါ့ဒီလိုမျိုးနောက်နေမှုတွေဖြစ်သွားတဲ့တဲ့လဲတောင်းပန်တယ်စိတ်အနှောက်အယှက်ဖြစ်သွားစေခဲ့တဲ့တဲ့လဲတောင်းပန်တယ်ဆိုမှပါနော်စိတ်မကောင်းဖြစ်ရတယ်ဆိုမှပါနော်ကျေးဇူးတင်စကားနဲ့ပြီးရင်စိတ်ရှိနဲ့ဒီလိုမျိုးကျွန်တော်တို့စစ်ဆေးမှုဖြေချပေးတဲ့တဲ့လဲအရန်ကျေးဇူးတင်တယ်ဆိုမှစာလေးရေးလာတယ်ဒါကြောင့်တင်အကောက်ကိုဒီ retreat မိသွားတဲ့ဟာကိုဖြေပေးလိုက်ပြီဆိုပြီးမှပေါ့နော်အဲ့လိုရေးလာတယ်ပေါ့နော်အဲအကြောင်းဒီကတင်ငယ်ချင်းလဲကျွန်တော်မျိုးကြုံတွေ့နေရပြီဆိုရင်ဘယ်လိုနည်းနဲ့ဖြည့်ရှင်းခဲ့လဲဆိုတာသိချင်ပေါ့နော် comment မှာတစ်ချက်တော့ဘယ်လိုနည်းနဲ့ဖြည့်ရှင်းခဲ့လဲဆိုတာသိချင်ပေါ့နော်ပြောပြချင်